အကြောင်းမိုင်းတိုင်းအမှတ်110နဲ့မြင်းဆောင်10-17ရှင်အရှိပေ60ရှိတဲ့ရထားသရအမှတ်60အောက်မှာမေလ9ရက်နေ့ည7:15မိနစ်အချိန်ခန့်မှာအကြမ်းဖက်တောင်းကျမ်းသူအဖွဲ့ကထောင်ထားတဲ့မိုင်းပေါက်ကွဲမှုကြောင့်ရထားသရထိခိုက်ပျက်စီးနေကြောင်းသိရှိရတဲ့အတွက်နှင်းပလဲနဲ့တောင်ဆုံးရထားလမ်းပိုင်းကိုယာယီပိတ်ထားကြောင်းမြန်မာမီးရထားမှသိရပါတယ်။အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာကိုနယ်မြေဒေသတာဝန်ရှိသူများနဲ့နယ်မြေကန်လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကအချိန်နဲ့တပြေးညီနယ်မြေရှင်းလင်းဆောင်ရွက်ရာမိုင်းခွဲခံရမှုကြောင့်တရားရဲ့တန်ပေါင်း2ခုပြုတ်ကျခြင်းရေးလဲတိုင်းတိုင်းနဲ့တရားစလီဖားတုံးအချို့ပျက်စီးခြင်းတို့အပြင်အခင်းဖြစ်ပွားရာနေရာအနီးမပေါက်ကွဲသေးတဲ့လက်လုံးမိုင်းတစ်လုံးနဲ့ဆက်ပစ္စည်းများကိုအဲ့ဒီတရားပေါ်မှာထပ်မံတွေ့ရှိရပါတယ်။အဆိုပါမိုင်းပေါက်ကွဲမှုကြောင့်ရန်ကုန်မော်လမြိုင်ရန်ကုန်ပြေးဆွဲနေတဲ့အမှတ်81အစံအမှတ်80နဲ့အစုံလူစီးရထားများအားယာယီရန်နာခဲ့ရပြီးလက်မှတ်ဝယ်ယူထားရှိတဲ့ခရီးသည်များအားလက်မှတ်ခများကိုပြန်လည်ပေးရခါမြန်မာမီးရထားဝန်ထမ်းများအနေဖြင့်ရထားလမ်းပိုင်းအားအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးပျက်စီးသွားတဲ့တရားနှင့်တန်လန်းကိုအမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။အကြံဖတ်တောင်းကျမ်းသူအဖွဲ့များအနေနဲ့2021ခုနှစ်ဖေဖော်ဝါရီလကစတင်ကအခုအချိန်ထိမြန်မာမီးရထားကွန်ရက်တစ်ခုလုံးမှာရထားလမ်းနဲ့ရထားဘူတာနယ်မြေအတွင်းမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း82ကြိမ်ရထားသရတန်လန်းများအားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း186ကြိမ်ဘူတာအောင်စအုံနှင့်ဝန်ထမ်းနှင့်အိမ်များကိုမီးရှို့ဖျက်ဆီးခြင်း16ကြိမ်ကျူးလွန်ခဲ့ကြပါတယ်။အကြမ်းဖက်တောင်းကျမ်းသူများအနေနဲ့နိုင်ငံတော်ပိုင်ရထားဆက်ကောင်းနှင့်တွဲများရထားလမ်းနှင့်တရားများခီးသည်များနှင့်ကုန်စည်များထိခိုက်ပျက်စီးဆုံးရှုံးစေရင်ရထားစီးခီးသွားပြည်သူများအနေနဲ့ရထားနှင့်ခီးသွားလာရမှာကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးအသက်အန္တရာယ်ကင်းရှင်းစွာဖြင့်လုံခြုံစိတ်ချစွာသွားလာနိုင်မှုမရှိစေရန်အတွက်ရည်ရွယ်ပြီးအခုလိုအကြိမ်ကြိမ်ကျွန်းလွန်ဖျက်ဆီးနေခြင်းဖြစ်ပေမဲ့လည်းနိုင်ငံတော်ဆိုရအနေနဲ့အများပြည်သူခရီးသွားလာမှုနဲ့ကုန်စည်ပို့ဆောင်မှုအစဉ်ပြေချုံငွေမြန်ဆန်စေရန်အတွက်ရထားလမ်းနဲ့အခြေခံအဆောက်အအုံများပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့်ရထားပို့ဆောင်ရေးစနစ်အစင်းမြင့်တင်ရေးစီမံကိန်းလုပ်ငန်းများကိုရည်မှန်းချက်ထားကအစဉ်တစိုက်အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိတယ်လို့သတင်းရရှိပါရရှင်။